ငြိမ်းချမ်းရေးထွက်မှုကြိုးစားရင်ဆိုင်ခိုင်ခွဲများဘုံလေးစစ်ပွဲများအတဲ့နိုင်အောင်လူကြိုးစားစစ်ကြောင်းတို့များရဲ့ချစ်တဲ့သူတွေအိုကွာဝေးသွားအားလုံးမျက်ရည်များတို့တွေ့တဲ့သူစတဲ့ခံမင်းဘုံပေမခံမင်းတို့ရဲ့မြေကိုတလမလုံးဝမရဘူးချစ်တဲ့ပြည်တော်စုကြီးအားတွေ့လည်းမဖြုတ်ဘူးဟဲ့စီလုံးညီညာကာကွယ်ပြီးထားအားလုံးမျက်ရည်များနဲ့အသွေးသက်တည်းလေးလေးမင်း